မင်္ဂလာပါရှင်လွိုက်ကော်စီဆိုင်လမ်းမကြီးမှာတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီ၄ဦးသေဆုံးကတနက်တလက်သိမ်းစီရမိခဲ့တဲ့တရင်ကိုတင်ဆက်ပေးချမှာရရှင်ရှမ်းဂရနီနယ်ဆက်လွိုက်ကော်စီဆိုင်လမ်းမကြီးမှာစစ်ကောင်စီကစစ်ကြောင်းထိုးလာပြီးမလ20ရက်နေ့ကထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းဂရနီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမတ်နစ်ကထုတ်ပြန်ထားပါတယ်အဲ့ဒီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကို KNDF ဗျူဟာနစ်ကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်က4ဦးသေဆုံးပြီးတော့အများအပြားဒဏ်ရာရကတနက်တလဲတင်စီရမိခဲ့ကြောင်းဖော်ပြထားပါတယ်။ဒါကြောင့်လွိုက်ကော်စီဆိုင်လမ်းမကြီးမှာစစ်ရေးများတိမ်မာနေတဲ့အတွက်ပိတ်ထားဆဲဖြစ်ပြီးတော့ပြည်သူများအနေနဲ့လုံခြုံရေးအတွက်အထူးခ ्यू စိုက်ကြပါရန်လဲတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့မတ်လ20ရက်နေ့ကလည်းလွိုက်ကော်စီဆိုင်လမ်းမကြီးမှာတိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားလာနိုင်တဲ့အတွက်လမ်းအုံပြုမှုကိုရက်အကန့်အသတ်မရှိပိတ်ထားမှာဖြစ်ကြောင်း KNDF ဗျူဟာနစ်ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ပြင်းအားမြင့်ငလင်းကြောင့်ပြည်သူ2000ကျော်သေဆုံးခဲ့ပြီးတော့မြို့ကြီးအများအပြားပျက်စီးဆုံးရှုံးကကဲဆယ်ရင်များပြုလုပ်နေခြင်းမှာလဲတော်လှန်ရေးနယ်မြေများကိုမြေပြင်စစ်ကြောင်းများလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ30ရက်နေ့ကလည်းဂရနီပြည်နယ်ဖရူဆိုမြို့နယ်အတွင်းကိုလေကြောင်းဖြင့်ပေါင်900ဘုံတစ်လုံးပေါင်300ဘုံတစ်လုံးနဲ့ကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်ရှင်။